တနင်္သာရီတိုင်းမင်းမျိုးနယ်အပိုင်ထဲမှာရှိတဲ့မထင်မရှားရွာငယ်လေးတစ်ခုရွာငယ်လေးကတခြားရွာတွေလိုအင်ဂျင်မြတ်မြတ်ဆဆမရှိဘူးရဲ့စိန်စုလိုရွာလေးလိုဖြစ်နေပြီးနောက်ပြီးရွာမှာရှိတဲ့အိမ်တွေကတအိမ်နဲ့တအိမ်ကိုမှအဝေးကြီးမှတတော့ကိုအဝေးကြီးစောက်ထားကြတာမသိရင်တော့ရွာမြေပုံကိုကြည့်ပြီးရွာကအကြီးကြီးလို့ထင်ရပေမဲ့တကယ်တော့ရွာကအေရီယာသာကြီးတာအင်ဂျီကခက်ကျဲကျဲနေပါတကြောင်တကာတာတရွာတပုတ်ဆန်းတယ်လို့အဲ့ဒီရွာငယ်လေးမှာလဲပရလောကနဲ့ဆက်နွယ်ပြီးတော့နမဲကြီးတဲ့အိမ်မဲကြီးလို့နမဲရနေတဲ့အိမ်ကြီးတအိမ်လည်းရှိနေပါသေးတယ်ဘဲခေတုံးကဘသူတွေနေသွားပြီးတော့ဘာတွေဖြစ်ခဲ့ကြတာလဲဘသူတွေကစောက်ခဲ့ကြတဲ့အိမ်ကြီးဆိုတာကိုလည်းမသိကြဘူးဒါပေမဲ့အချောင်းလန့်ကကျန်းတဲ့အတွက်ကြောင့်မလို့ရွာတွေကကလေးလူကြီးအပြင်တခြားရွာကလည်းကောင်းကောင်းကြီးတည်ထားပြီးသားဖြစ်တဲ့အိမ်မဲကြီးတစ်ခုအိမ်မဲကြီးနဲ့ပတ်သက်တဲ့အမှုခင်းနေဆိုတာကလည်းနည်းမမနေတော့တာလေအားလုံးပဲမင်္ဂလာပါရှင် Ghost Day MM Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကတော့စာရေးသူမိုးဆွေရေးသားထားတဲ့ကြံရေးသူဆိုတဲ့ပရလောကအတန်ဆန်လန်းလေးကိုဖတ်ပြတင်ဆက်ပေးမှာပါဆန်လန်းလေးမစားခင်မှာ channel လေးကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့အောင်နော်ရွာတွေကဘယ်ချိန်ကလေးကရှိနေမှမသိတဲ့ရှေ့ပုံစံအိမ်အိုကြီးတအိမ်ရှိရဲ့အိမ်ပုံစံကခြေတန်းရှေကိုမှတစ်ကောင်းကောင်းနေနဲ့တိတိကျကျဆောက်ထားပြီးရေလယ်ကြီးတွေဝါအောင်တုတ်ထားတဲ့အိမ်မဲကြီးအိမ်ပပက်လယ်မှာကလည်းအပင်ကြီးတွေဆိုတာအုံမိုင်းမိုင်းခြုံတွေຫນွယ်တွေနဲ့နင်းနင်းညံ့ညံ့အမြဲတမ်းနှက်မောင်နေတော့အများကအိမ်မဲကြီးလို့အလွယ်ခေါ်ရာကနေနာမည်တွင်သွားခဲ့ပါရောလားခြေဝန်းအကျယ်ကြီးနဲ့အိမ်ကြီးပင်မဲ့ပိုင်ရှင်ကလည်းမရှိအိမ်ကြီးကလည်းနှစ်တည်းဘလောက်ကြာနေပြီလားမသိလောက်အောင်ပစ္စည်းယူနေလိုက်တာပင့်ကူအိမ်တွေတရက်၆တွေနဲ့ဘလောက်အကြီးတန်းနေလဲဆိုရင်ညဘက်မပြောနဲ့နနက်ဘက်အချိန်ကြီးမြင့်ရင်တော့မှအတော်လေးကိုချော့ချားစရာကောင်းလာတဲ့အိမ်အိုပြက်ကြီးတစ်ခုပဲဗဇက်ရစဝင်တွေကတော့အမျိုးမျိုးပြောချတာပါပဲဘယ်တော့ကအဲ့ဒီအိမ်ထဲမှာဘသူတွေအသက်ခံရတာတို့ဘယ်သူတွေကဘလို့ရုပ်ပြက်ဆင်းပြက်ကိုယ့်ဘာသာကိုတည်တည်သွားကြတာတို့အရင်နေကြီးတဲ့သူတွေထဲမှာမယုံလို့ဆန်းတဲ့သူတွေကဘာဖြစ်တာလို့ဆိုတာတွေကလူတွေရဲ့ပါဇက်ထဲမှာအိမ်မဲကြီးနဲ့ပတ်သက်ပြီးတော့ပြောလိုက်ကြတာဆိုတာကစုံနေတာပါပဲတချို့တွေပြောကြတာကဒီအိမ်မဲကြီးထဲမှာဓမြဝင်တိုက်သွားတော့ကနဦးနေခဲ့ကြတဲ့မိသားစု၄ယောက်လုံးကအသက်ခံခဲ့ရပြီးမကြုတ်ဘူးလို့လည်းပြောကြတယ်။ဒါပေမဲ့တချို့ကလည်းပြောကြတာကတစ်မျိုးအပြိုကြီးညီမနှစ်ယောက်ပိုင်တဲ့အိမ်မဲကြီးကမိသားစုဘိုးဘပိုင်အမွေတဲ့။ဒီနေ့ဘာကြောင့်ရမသိပဲနဲ့သူတို့ညီမနှစ်ယောက်စလုံးကအိမ်ထဲမှာလေပင်ကျိုးခွေးဆွလျက်သားတွဲလောင်းလေးတွေမျိုးလုံးပြူးမြဆန်ပြူးတွေနဲ့တင်နေကြတာကိုတွေ့ရတယ်တဲ့။လူကပဲတက်သွားတာလားဒါမှမဟုတ်ကိုယ့်ဘာသာကိုပဲတကယ်တက်တည်သွားလားဆိုတာကတော့ဘယ်သူမှသိချာမသိနိုင်ကြဘူးနောက်ထပ်တခြားရစဝင်တွေလည်းရှိသေးတယ်ဘယ်အတွက်ကဘလို့လူပြတ်တဲ့အိမ်မဲကြီးထဲမှာခိုးချင်းတွေ့နေရင်လုံလုံကျူးကျူးဖြစ်နေတော့မှတောက်ဆိုပြီးတော့ကျဲပြန့်ကိုလက်နဲ့ခောက်တဲ့အတန်မျိုးကိုကြားတော့ကြည့်လိုက်တဲ့အချိန်အိမ်မဲကြီးရဲ့အနောက်ဘက်ကနေဘောလုံးမဲမဲကြီးလိုမျိုးခေါင်းပြက်ကြီးကခုံဆွားနဲ့သူတို့စီကိုလာနေတဲ့အတွက်ကြောင့်မို့လို့အသက်လူပြီးတော့ပြေးခဲ့ရတာတွေနောက်ထပ်တခြားစီးသမားတွေမှောင်ခိုသမားတွေကလည်းလူလုံးဝမလာတော့တဲ့လူပြတ်တဲ့အဲ့ဒီအိမ်မဲကြီးထဲမှာအယောင်အဝယ်တွေတရားမဝင်တဲ့အလုပ်တွေခိုးလို့လေးရှိတဲ့အခါမှာပပတ်ဆက်ဆက်ကိုအဆောက်လက်ခံရတာမျိုးတွေကတလောကားတောင်မှဟိုးလေးတကြောဖြစ်သွားသေးတယ်ဒီလိုပဲစေးသမားတွေစုပြီးအိမ်မဲကြီးထဲမှာဆေးတွေချအယောင်အဝယ်တွေလုပ်ရွာတွေကငှက်ပစ်တဲ့ကလေးတွေကလည်းအင်ဂျင်နာရောက်နေမှမသိရောက်သွားတော့မှအိမ်ထဲကနေစေးသမားတွေကြောက်ထွက်လာတဲ့မိခိုးငွေတွေကိုတရေ၆တွေထင်ပြီးတော့ပြေးသွားကြသေးတယ်။တကယ်ကကလေးတွေရဲ့စိတ်ထဲမှာအဲ့ဒီအိမ်မဲကြီးထဲမှာတရေ၆တွေဆိုပြီးတော့စိတ်ဆင်းနေတဲ့အတွက်ကြောင့်တိကိနေရှိတာနဲ့တရေထင်သွားတာမျိုးလည်းပါတယ်။စေးသမားတွေကြပြန်တော့လဲတကယ်ကြီးအချောက်အလန့်ခံလိုက်ရတာ။သူတို့ဆေးချနေတော့မှသူတို့အဖွဲ့တွေကတယောက်ကကြောက်လန့်နဲ့ငါ့ပါကိုရှာအေးကြီးတကူကတစ်ချက်လာရက်သွားတယ်။မင်းတို့တွေကတယောက်ငါ့ကိုစောင့်နေရမလားဆိုတော့ကျန်တဲ့သူတွေကလည်းငါလို့မနောက်ပါဘူးဟာနောက်စီရလားကိုယ့်အယုံနဲ့ကိုနေနေတာပါကွာမကြောက်စမ်းပါနဲ့ဒီအိမ်မှာဘာမှမရှိဘူးအလကားရှောက်ပြောနေကြတာနောက်ထပ်တစ်ယောက်ကနေပြီးတော့ဟဲ့အောင်ငါနှာခေါင်းထဲအပုံးနဲ့ရတယ်နော်မင်းတို့ကမရကြဘူးလားအဲ့နောက်အန်ကျင်နေတော်တော်ဆိုးပဲကွာကြွတ်တွေဘာတွေများသိနေတာလားအဲ့ဒီချိန်မှာပဲအိမ်နောက်ဘက်ကနေငိုတန်လိုရီတန်လိုအတန်ကြီးတစ်ခုကြားလိုက်ရပြီးသူတို့တွေလည်းအကုန်ချနေတဲ့ဆေးကြောင့်လွတ်သွားတဲ့စိတ်တွေအကုန်ပြန်ဆုမိသလိုဖြစ်သွားကြပြီးတော့နှလုံးပြူးမဆန်ပြူးတွေနဲ့မမျော်လင့်ထားတဲ့အရာတစ်ခုကိုစောင့်နေတော့တစ်ဆက်တည်းမှာပဲသူတို့ရဲ့လူအုပ်ချတဲ့ကိုအိမ်ခါမိုးထုတ်တံပေါ်ကနေ
ဝုန်းဆိုတဲ့အတန်ကြီးနဲ့မိမတယောက်စပင်ကဖာလာစုပ်ပြက်နေတဲ့အဝတ်အစားတွေနဲ့ဇွဲချိုးရှားလေးအတိုင်းတိုင်းကျလာပါလေရောကျလာပြီးရောအဲ့ဒီမိမကစပင်နဲ့မျက်နှာကိုအုပ်ထားရင်ဇက်ကျိုးကြငိမ့်နေရကနေချက်ချင်းခေါင်းထောင်လာပြီးတော့စေးသမားလူစုကိုတစ်ချက်လှမ်းကြည့်လိုက်ပါလေရောကြည့်လိုက်တယ်လို့သာပြောတယ်တကယ်ကဇက်ကျိုးကြတည်နေရကနေဇက်ခနဲ့ခေါင်းကိုထောင်ပြလိုက်တာခေါင်းထောင်လာမှပဲသူ့ရဲ့မျက်နှာကိုကွယ်ထားတဲ့စပင်တွေဖယ်သွားတဲ့အခါမျက်နှာကိုအတိုင်းသားမြင်လိုက်ရတယ်အဲ့ဒီအမျိုးသမီးမျက်နှာကပြက်စီနေတာများအသားတွေကမရှိသလောက်ပုပ်ပွားနေပြီးနှလုံးကလည်းအစမတန်ပေါက်မထွက်ပြူးလို့ပါဇက်ကလည်းရှာအခြေကြီးကထွက်ကျနေတာတဲ့ဘာပြောကောင်းမလဲစေးသမားတွေဆိုတာကလည်းခြေကုန်ပြေးကြတော့တာပဲကြံတဲ့သူတွေကလည်းကြံခဲ့ကြတယ်တချို့ကြတော့လည်းအကြောက်လူပြီးတော့အမြုပ်တစီစီနဲ့တက်ပြီးတော့ကြံနေခဲ့တယ်တချို့ကလည်းဆေးအရှိန်နဲ့ရုတ်တရက်ကြောက်လန့်သွားတဲ့အရှိန်နဲ့ရောပြီးနေရာမှာပဲနှလုံးရက်ပြီးတော့တေကုန်ကြတယ်ဒီတဲ့င်းကိုလည်းကိုယ်တိုင်ကြုံခဲ့ရတဲ့စေးသမားတွေကတယောက်ကဂမူးရှူးတို့ပြပြလို့ရွရွကတီးပြီးအင်အားစုအိမ်မဲကြီးစီသွားရှာရကနေရုတ်တရက်တည်သွားတဲ့သူနဲ့တက်ပြီးခွေလေးတည်နေတဲ့သူတွေအလောင်းကိုတွေ့ခဲ့ကြတာသူတို့ပြန်ပြောပြသလိုဇွဲချိုးချလေးနဲ့တွန်းလောင်းကြတာတဲ့တရေမကိုတော့မတွေ့ခဲ့ကြရဘူးမှုခင်းကြီးကြီးကျယ်ကျယ်လည်းမကြာခဏဖြစ်ခဲ့တဲ့အိမ်မဲကြီးပေါ့လက်တလောရွာထဲမှာသတင်းထွက်နေတာလည်းရှိသေးတယ်ဟဲ့လေချပြီးပြီလားခွေးပူတို့ငှက်သွားဖြစ်ရင်ဟိုအိမ်မဲကြီးတွေကတရေမထွက်လာပြီးတော့အနောက်ကနေပြေးလိုက်ဆွဲသလိုမျိုးခြောက်လန့်လိုက်လို့ကောင်းလေးတွေအကုန်ကြောက်ဖျားဖျားနေကြတယ်လေဟဲ့အဲ့ဒါကြောင့်ရာဟုဘုန်းကြီးเจ้าမှာလူစီနေတာကိုနင်တို့ပြောမှငါတော့စက်တရင်ထလာပြီအင်းရကလေးတောင်မှအပြေအောင်မတွေ့ရတော့ဘူးရာဟုဘုန်းကြီးเจ้าမှာတော့လူတွေစုဝေးပြီးဖုံဖုံဖျားတပည့်တော်တို့လည်းနေရတာစွတ်တွတ်ထိန်နဲ့ကလေးတွေအတွက်ကလည်းစိတ်မချရဘူးအိမ်မဲကြီးထဲမှာဆွေးချိုးချတည်သွားတဲ့တရေမရဲ့တခါတွေ့ရတဲ့ခေါင်းပြက်တရေနဲ့တခြားမကောင်းဆိုးရတဲ့ရဲကိုတပည့်တော်တို့ဘလို့ရင်ဆိုင်ရမလဲဘလို့လုပ်ရမလဲဆိုတာလည်းမိတော်မူပါအောင်ဖေဟာရွရွကလူရင်အားနဲ့လူကြီးသူမတွေစုပြီးတော့ရွာဘုန်းကြီးကျောင်းဆရာတော်ကိုဝိုင်းပြီးရှောက်ကြတော့ဆရာတော်အကျက်ရရပြီခုဖြစ်နေတဲ့ကိစ္စကအိမ်မဲကြီးတွေကမကျွတ်မလွတ်တဲ့ပရလောကသားတွေခြောက်လန့်နေဆိုတာသူတို့တွေကဆိုးရတဲ့ဘဝတွေကနေကျွတ်ချင်လွတ်ချင်လို့လူသားတွေရဲ့ကောင်းမှုအမျှအတန်းတွေလိုချင်လို့ခြောက်လန့်တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်သူတို့နေရာကိုလူတွေလာတာသူတို့အိမ်မှာမဟုတ်တာတွေလာလောက်တာကိုသဘောမကျလို့ခြောက်လန့်တာလည်းဖြစ်နိုင်တယ်ဘုန်းတော်ကြီးကစကားဆလိုက်ပြီးအကျန်းယူနေလေးနဲ့ကရွေးကိုရှင်းပြီးစကားစားကိုပြန်ဆက်တယ်ဦးစိန်ဖြစ်စီချင်တာကသူတို့ကိုကြောက်တဲ့လှန့်နေဆိုရင်ကိုယ့်ကိုအနောက်ရှက်ပေးလို့မရအောင်လို့ကောက်ကွယ်လို့ရတဲ့နည်းလမ်းတွေကအများကြီးရှိတာပဲဒုဘောဓဘာသာမှာကဖရာတရားတန်ကအမျက်ဆုံးရတနာဒါစေးသုံးလုံးပဲရုံရုံကြည်ကြည်သုံးကြဆမ်းမှာတတိယရရွတ်ဆိုပြီးဘာအနေရဲမှမဖြစ်စေရဘူးနောက်ပြီးညာအိတ်ကန်ဒီဖရာရှိခိုးပြီးလို့မေတ္တာဖို့အမျှဝေရင်လဲသူတို့ကိုရည်စူးမေတ္တာဖို့အမျှဝေပေးလိုက်ပါဒါဆိုရင်အနေရကင်းပါပဲကလေးတွေကလည်းဦးစင်းအနေရကင်းပရိတ်ချိုးလေးလှုပ်ထားပေးတာရှိတယ်လေအဲ့ဒါလေးတွေဝတ်ထားပေးလိုက်ပေါ့နောက်တစ်ခုကအခုလိုခြောက်လန့်နေတဲ့ပရလောကသားတွေကိုသူတို့ဘဝဆိုကနေကျွတ်ချစ်လူချင်းနဲ့စိတ်ရှိကြတယ်ဆိုရင်ဦးစင်းတို့အကျိုးလုပ်ပွဲပုံစံလေးနဲ့သူတို့ကိုအမျှအတန်းပေးလိုက်ကြရအောင်ဆန္ဒရှိရဆိုရင်အနီးနားရွာကဦးစင်းတွေကိုအခုပဲတော့ပင်းလိုက်တော့ရွာဦးဘုန်းတော်ကြီးမြစ်တာရက်ခံချက်နဲ့အိမ်မဲကြီးရဲ့အရှိတ်မှာအိမ်မဲကြီးတွေကပရလောကသားရဲ့အတွက်ရေးဆူပြီးတော့အလူအတန်းကုသိုလ်တွေကိုလုပ်ပေးပြီးတရွာလုံးကစုပေါင်းရေးစကြအမျှပေးဝေခဲ့ကြတယ်အမျှပေးတဲ့အဆုံးမှာအိမ်မဲကြီးတွေကနေပြီးတော့တာတုခေါ်တန်တဲ့အကျဉ်းကြီးကြားလိုက်ရပြီးအိမ်မဲကြီးတွေကစင်လေးပြာကြီးတွေအများကြီးထွက်လာပြီးပြန်သွားကြတာကိုအားလုံးမြင်လိုက်ရကြတယ်နောက်ပိုင်းအိမ်မဲကြီးက၆တာလန်တာဘာမှလည်းမကြားရတော့ဘူးဒါပေမဲ့နမဲကြီးနေစေနမဲကြီးခဲ့တဲ့နေရာမို့လို့ဘသူမှတော့ညဘက်မသွားရဲအိမ်ထဲမနေရဲကြတော့ဘူးပေါ့ဒီလိုနဲ့အချင်းအတော်ကြာသွားပြီးတဲ့နောက်မှာတော့ရွာငယ်လေးထဲမှာနေထိုင်ကြတဲ့သူတွေထဲမမိုးပင်းဆိုတဲ့မိမငယ်လေးတယောက်လည်းရှိသေးတယ်မမိုးပင်းတို့မိသားစုက3ယောက်ရှိကြပြီးမမိုးပင်းရဲ့သူမိဘ2ပါးရဲ့ပေါ့သူတို့မိသားစုတွေကရွာမှာအစာပြေမုတ်လေးတွေလှုပ်ရောင်းကြတယ်ရန်ကုန်မှာဆိုရင်တော့မိုးဖတ်ထုတ်လိုမျိုးပေါ့မုံလို့တာကတော့မမိုးပွင့်ရဲ့အမေနဲ့မမိုးပွင့်တို့အတူတူလုပ်ကြတယ်။မုံလို့ပြီးသားမုတ်တွေကိုတော့နေ့တိုင်းရွာထဲလက်ရောင်းတာကမမိုးပွင့်ကလက်ရောင်းရတယ်။အမေလုပ်တဲ့သူကမချမ်းမာတော့အိမ်မှာပဲမုတ်ကိုဝိုင်းလုပ်ပြီးမမိုးပွင့်တို့အဖေကတော့ရွာမှာအလုပ်မမေရရမရှိဘူး။ကြောင်ရကြပန်လုပ်ကင်ပြီးတော့မိသားစုကိုရှာချွေးတယ်။သူတို့မိသားစုလေးကကိုပိုင်လေယာမြေကလည်းမရှိစင်းရဲတဲ့မိသားစုတွေကလို့ဆိုရမယ်။ဆင်းရဲပေမဲ့ရိုးရိုးသားသားပဲကိုယ်ခွန်စာအတွက်ကိုလုပ်တဲ့ပညာရေးနဲ့လောက်ကန်ရှာဖွေဆက်တောက်ကြတယ်
မမိုးဘေးကလည်းမိသားစုအပေါ်မှာအရန်တိတက်တော့မိဘအတွက်အားဖြစ်စေတယ်လေအထက်တန်းကျောင်းသူဆိုပေမဲ့တခြားမိန်းကလေးလိုမျိုးဒုက္ခများချိန်မွေးမိမလားလက်မွေးမိမလားမနေနိုင်ဘူးမနက်ပိုင်းကျောင်းတက်ညနေပိုင်းဆိုရင်မိသားစုဝင်ရင်အတွက်ရွာကိုလှည့်ပြီးတော့မို့ရောင်းရတယ်ညပိုင်းကြပြန်တော့တယ်ကျောင်းစာကြက်ရအမေနဲ့အတူနောက်တစ်နေ့ရောက်နေအောင်မုတ်တွေကိုအမိပြန်လုံးရရင်သူ့ရဲ့ဘဝကြီးကဒီလိုမျိုးလှည့်ပတ်နေခဲ့တယ်အဲ့ဒီနေ့ကလာပြင်းနေမမိုးဝေးတရအရင်လိုမုတ်လှည့်ရောင်းရင်ကနေထူးထူးခြားခြားအဲ့ဒီကြမှာမုတ်တွေကရောင်းမကောင်းဖြစ်နေတယ်မုတ်တွေမကုန်ရင်နောက်ထပ်တစ်နေ့အတွက်အရင်ပြန်မရမှာဆိုတာနဲ့မမိုးပင်လည်းမုတ်တွေမကုန်အောင်လက်ရောက်တဲ့အချိန်ကပြန်ချိန်တဲ့ကြော်မဲမသိတဖြည်းဖြည်းကြော်လာခဲ့တယ်ပုံမှန်ဆိုရင်ညတိုင်းအိမ်ကို9နာရီနောက်ဆုံးထားပြန်ခဲ့ပြီးအခုမို့ရောင်မကောင်းတာနဲ့မုန်ပန်ကလေးပိုက်ပြီးတော့အိမ်ပြန်ရောက်ကြခဲ့လိမ့်ပြီမမိုးပင်အိမ်ပြန်ပြတဲ့အချိန်ကည9နာရီလာပြီးညဆိုပေမဲ့တင်ညိုတွေကပြည့်နေတဲ့လာမေးကြီးရှင်းမှာကာစီလုံးနေတော့ပတ်ဝန်းကျင်ကထင်သလောက်အလင်းတက်မရခဲ့ဘူးကလုံးမတက်ယုံမျက်စိရှိတကန်းကိုမတဲမကွဲမြင်ုံလောက်ပဲအလင်းရခဲ့တယ်ရွာမှာကည8နာရီလောက်ဆိုရင်အိတ်တဲ့သူကအိတ်ဗီဒီယိုရုံမှာရုပ်ရှင်ကြည့်နေတဲ့သူကကြည့်နေပတ်ဝန်းကျင်ကလူချီတိတ်နေပြီးရွာလန်းတစ်လျှောက်မမိုးပွေတယောက်တည်းထိထိကြီးဖြစ်နေတယ်မင်းကလေးဆိုပေမဲ့အကြောင်းလန်းသိမ်းမရှိတဲ့သူမမိုးပွေအနေနဲ့စိတ်ထဲမှာမနှက်ပြန်ကျောင်းမှာဆရာမပါစာမင်းမလဲအိမ်ရောက်ရဲ့အမေနဲ့အတူမုန်းလို့ပြီးဘေးစားတွေပြန်နှွေးရမလဲဆိုတာကိုစဉ်းစားနေတယ်အဲ့ဒီချိန်မှာအင်ကိုလည်းပြင်နေကြလမ်းကမပြန်ဖြစ်ခဲ့ဘူးပြင်နေကြလမ်းကဆိုရင်အိမ်ရောက်ဖို့ကပူချသွားမှဖြစ်ပြီးဖြန့်လန့်အတိုင်းပြန်ဖြစ်ခဲ့တယ်အိမ်ကိုလည်းမြင်ပြန်ရောက်ချင်နေပြီစာတွေကချက်ကတော့မယ်နောက်နေ့အတွက်ကလည်းမုတ်ကလောက်ထားရမယ်ကျမရင်မကောင်းတဲ့အမေတယောက်တည်းမုတ်တွေလုံနေရင်ပင်မမာကလည်းစိုးတယ်လေဒါကြောင့်ဖြန့်လန့်ကနေပဲပြန်ဖြစ်ခဲ့တယ်ဖြန့်လန်းဆိုတာကလည်းတခြားလမ်းမဟုတ်ရွာမှာနာမည်ကြီးနေတဲ့အိမ်မဲကြီးအရှိကလမ်းဖြစ်နေတယ်ဒါပေမဲ့မမိုးပွေမကြောက်ဘူးအရင်ကတည်းကမကြောက်တတ်တာကြောက်စိတ်မရှိတာလည်းပါတယ်လို့ဒီနီနာမှနေတာကြားပြီးသူများတွေက6တက်လှန့်တယ်ပြောနေတာမမိုးပွေတော့တခါမှအိမ်မဲကြီးကနေ6တာလှန့်တာမကြုံဘူးမို့လားနောက်ပြီးအိမ်မဲကြီးတွေကပရလောကသားတွေကအမြအတန်းရလို့ကျွတ်လွတ်သွားကြပြီဆိုတာကိုလည်းသိထားတယ်လေဖြက်လက်ရန်အလေလောက်ခြေတန်းရှင်အိမ်မဲကြီးမရောက်ခင်မှာအုံးမေအရှိကြီးနှစ်ပင်ကတင်မီကလေးဝတွေဝင်မွေးကြုံနေတဲ့တကားဆောက်တွေလိုပဲမမိုးပွေလန်းရှောင်းလာရင်အုံးမေကြီးတွေကိုကြော်လို့အိမ်မဲကြီးရှိဖျက်ရှောင်းမိတဲ့အခါမှာထူးထူးခြားခြားမဖြစ်စပ်ဘူးသူ့ရဲ့ရင်ထဲမှာလှိုက်ပူသလိုခံစားရပြီးရုတ်တရက်လီစည်းတင်တက်လိုက်သလိုစက်သိန်းတွေကလည်းအလိုလိုထပြီးတော့ကြောက်လာတယ်မမိုးပင်ကိုအပြစ်တင်အိမ်သားနီးနီးပြီးမို့ခြေလန်းကိုခက်တက်လှမ်းခဲ့တယ်အဲ့ဒီအချိန်မှာပဲလူမနေတဲ့အိမ်မဲကြီးကနေဟောဆိုပြီးတော့အိမ်ရောက်ဘက်ကိုတူကရှော့ဆင်းလာတဲ့အတန်တစ်ခုကြားလိုက်ရတယ်။အတန်နဲ့အတူအိမ်ပေါ်ကနေအိမ်ရောက်ကိုတလုံးလုံးနဲ့ဆင်းလာတဲ့ဘာမှမသိတဲ့အရာတစ်ခုကိုလည်းတဘာနဲ့တွဲမြင်လိုက်ရတယ်။မြင်နေတဲ့အရာကမမိုးပွင့်စီကိုဥတီနေတယ်လို့ပါပဲ။မမိုးပွင့်ကတရေချတယ်လို့လည်းမထင်ဘူးလေ။တခါမှလည်းမကြုံဘူး။အကြောင်းလည်းမရှိတော့ဘာများလဲဆိုပြီးစက်တိတ်တင်ရင်အိမ်မဲကြီးကိုကြည့်နေမိတယ်။ကြည့်နေရကနေသူ့စီကိုလာနေတဲ့အရာတစ်ခုကြောင့်ကြောက်ရှင်တယ်လို့အားငယ်ချင်လာတယ်လို့ခံစားမိလာတဲ့အိမ်ဘက်ကိုပဲခြေလမ်းမြင့်မြင့်လှမ်းလိုက်ပြီးတယ်မမိုးပွင့်ခြေတလမ်းပဲလှမ်းရသေးတယ်သူစီကိုအိမ်မဲကြီးတဲ့ကနေလာနေတဲ့အရာကတဖြည်းဖြည်းနီးလာတော့ထိတ်လန့်သွားမိပြီးအနေပြုတ်မဲ့အရာလားသိရအောင်လက်ထက်ကအသင့်ပါလာတဲ့လက်နှိပ်တက်မီနဲ့ချက်ချင်းထိုးကြည့်လိုက်တယ်မမိုးပွင့်မြင်လိုက်ရတဲ့အရာကြောင့်ငေးတန်းပေါင်းអော်လိုက်ရင်ပါလာတဲ့ပစ္စည်းတွေကိုဂရုမစိုက်တော့ပဲအိမ်ကိုမရောက်ခင်မှာလူတွေရှိလောက်မဲ့ရွာတွေကအိမ်တဲ့ကိုခြေကုံတုပ်ပြေးသွားတဲ့အထိပါပဲဟာမိုးပင်တမီဘာဖြစ်လာတာလဲတရေမကြီးမလေးမျက်နှာမပါတဲ့တရေမကြီးအစိမ်းတရေမကြီးကတမီရဲ့နောက်ကိုလိုက်လာတယ်ဟမ်မမိုးပင်စကားကိုကြားရတော့အိမ်ရှင်လန့်သွားချပြီးအိမ်ပက်လေပေးရည်တွေဖြန်းမမိုးပင်ကိုပေးရည်တွေတိုက်ပြီးအိမ်ကလူကြီးတွေစုပြီးတော့အိမ်ကိုပြန်ပို့ပေးလိုက်ကြတယ်မမိုးပင်ကတော့တလနေပါလောက်ကိုဖျားသွားခဲ့တယ်မမိုးပင်ဓမီနဲ့ထိုးကြည့်တော့မြင်လိုက်ရတာကတရေမကစပင်ဖားလာကြီးနဲ့မျက်နှာမှာကလည်းမျက်လုံးနှာခေါင်းပါးစပ်နေရာမှာဘာမှမပါဘဲနဲ့အသားကြီးအတိုင်းပြောင်ချောနေတာတဲ့မမိုးပင်ကမိုးရောင်ပြီးပြန်လာတော့စားချင်တောက်ချင်လို့တရေမကပဲအိမ်ပေါ်ကဆင်းလာတာလားဒါမှမဟုတ်အမြအတန်လိုချင်လို့လားဆိုတာကတော့တရေမကိုယ်တိုင်ပဲသိပါလိမ့်မယ်ရွာထဲကလည်းမမိုးပင်သတင်းကြောင့်တော်တော်လေးလှုပ်လှုပ်တဲဖြစ်သွားကြတယ်အိမ်မင်းကြီးထဲမှာကပရလောကသားတွေကျွတ်သွားပြီလို့သူတို့ယုံကြည်နေကြတာဒါဆိုမျက်နှာပြောင်ချင်းတဲ့တရေမကနောက်ထပ်ရလာတဲ့တရေမလားကြရင်နေတဲ့တရေမလားဆိုတာကတော့ဘယ်သူမှသိချာမသိနိုင်ဘူးတေချာတစ်ခုကတော့ခြေတန်းရှိအိမ်မဲကြီးထဲမှာကြရင်လူတချို့အရှိကောင်းရှိနေစေဆိုတာပါပဲ
နားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်လည်းဒီလိုမျိုးထိလန့်စရာကောင်းတဲ့ကြိုးချမ်းစရာကောင်းတဲ့တရေဇလန်လေးတွေကိုတင်ဆက်ပေးသွားမှာမို့လို့ channel လေးကိုလည်းစောင့်မျှော်ကြည့်ရှုပေးကြပါဦးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်